妈的，带你先去拉先好。စင်ပြေပါရဲ့ 妈的来的喏。 ကျေးဇူးတင်ပါတယ် OK 吧 OK 好。မင်္ဂလာပါရှင်ဒီနေ့တစ်ခေါက်မှာတော့ဒီ12လပိုင်း intake တော့ပေါ့နော် Southern Women University မှာကျောင်းဝင်ခင်ရတာတဲ့ Math Tutor နဲ့မိတ်ဆက်ပေးကြပါရှင်အားလုံးပဲသူ့ကိုဖိတ်ခေါ်လိုက်ရအောင်안녕하세요မင်္ဂလာပါမတ်တန် မင်္ဂလာပါညီမလေး Southern Women University မှာပေါ့နော်ကျောင်းဝင်ခင်ရတယ်လို့ကြားသိရရပေါ့နော်အဲ့အတွက်လည်း Master Congratulation မှာပေါ့နော် ဟုတ်ကဲ့ပါညီမလေးကျေးဇူးပါနော် ဟုတ်ကဲ့ပြပါအဲ့ဆိုရင်ဒီ Southern Women University ပေါ့နော်အမဘာဖြစ်လို့ရွေးချယ်ဖြစ်တာလဲရှင်ဒီ Southern Women University ကကြတော့ excellent ကျောင်းလည်းဖြစ်တယ်ပေါ့နော်အဓိကကိုယ့်ရဲ့အမှတ်ကလည်းကောင်းတာဆိုတော့ excellent ကျောင်းလည်းပြီးချင်တယ်ပြီးတော့ဒီကျောင်းရဲ့ campus တွေရောဒီကိုယ်ကျောင်းသားတွေဂရုစိုက်ပေးရဲ့ကျောင်းလည်းဖြစ်တော့လေအားကြောင့် Southern Women University ရွေးချယ်လိုက်တာပါ ကျောင်းဝင်ခွင့်ရသွားတာဘယ်လိုခံစားရလဲရှင် ဒီကျောင်းဝင်ရသွားတော့ပြောတာပေါ့နော်တည်ရမလားဒါကိုရတော့တစ်ပတ်တစ်မဆုံး step အနေနဲ့ကကြတော့ဒီကျောင်းဝင်ရသွားတယ်အခါကျတော့ပြောတာပေါ့ပြီးတော့ကျောင်းကလည်း BCL ချပေးမှာဆိုတော့ visa အတွက်ကလည်းစိတ်ပူစရာမလိုဘူးပေါ့နော်တစ်ဖက်ကပြန်စဉ်းစားပြန်လဲဆိုတော့လေဒီကိုယ့်ရဲ့မိဘပေါ့နော်အော်ငါမိဘတွေဗန်းနေတော့မှပဲအဲ့လိုမျိုးတွေ့ရလဲကိုယ်မှလည်းရှိနေရဆိုတော့လေကိုယ်အနေနဲ့ပေါ့နည်းနည်းတော့ပျော်လဲပျော်တယ်ဟိုလိုဒီလိုလေးဖြစ်နေရမှာစိတ်ထဲမှာ ကိုရီးယားမှာကျောင်းတက်မယ်ဆိုပြီးတော့ပေါ့နော်ဘယ်ချိန်လေးရစပြီးတော့တွေ့ခဲ့ရလဲရှင် အမကိုရီးယားမှာကျောင်းသားမဲ့စတွေ့တာပေါ့လွန်ခဲ့နှစ်လောက်ထဲကပေါ့နော်ဒါပေမဲ့လည်းဒီဇိုင်းမှာအကိုကလည်းအရင်သွားတာဆိုတော့အမအနေနဲ့ဒီအလုပ်ဝင်လုပ်နေတဲ့ဒီနှစ်မှာစပြီးအကောင့်ထဲပေါ်လိုက်တာပေါ့နော် ဟုတ်ကဲ့ပါအဲ့ဆိုရင်ဒီကိုရီးယားစာ level ရောဘယ်လောက်ရှိသွားပြီလဲရှင် အမကိုရီးယားစာကိုပေါ့နော်အဲ့လို level တန်းတွေတော့တက်တယ်ဒါပေမဲ့ပြီးဆုံးအောင်ပြီးမတက်ဘူးပေါ့နော်ပြီးတော့အလုပ်တစ်ဖက်နဲ့ဆိုတော့လေကိုယ့်ဘာသာကိုလေ့လာဖြစ်တာလည်းများတယ်အဲ့ခါကျတော့ကိုယ့်ရဲ့ကိုရီးယားစာ level ကအတိအကျတော့မသိရပါမယ်ပေါ့နော်ဒီ search တွေလုပ်နေဆိုတော့ level 3လောက်ထိတော့ရှိမှနေနေမှာလေ ဒီဆောင်းရှင်းမှာအမကဗာမေဂျာကိုတက်မယ်လို့ဆုံးဖြတ်ထားလဲရှင် အမဆောင်းရှင်းမှာဒီ language program ပြီးသွားရဆိုလို့ရှိရင်တော့ဒီ media and communication ပေါ့နော်အဲ့ဒီ media ဆက်တက်ဖို့အတွက်တော့ဆုံးဖြတ်ထားနေမှာလေ အကြောင်းလျှောက်တဲ့အခါမှာပေါ့နော်ကြုံတွေ့ရအခက်အခဲလေးရှိတာရှင် ဒီကျောင်းလျှောက်တဲ့အခါတော့ကျောင်းလျှောက်တဲ့အခါမှာတော့အခက်အခဲမရှိဘူးပေါ့နော်ဒါပေမဲ့ science နဲ့ပြင်ဆင်တဲ့အခါတော့ဒီ MOFA နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးတော့အကျက်ရိုက်သွားရဲပေါ့နော်အမပထမတစ်ခေါက်စီးတရက်ရသွားရဲပေါ့နော်ဒါပေမဲ့ဒီ MOFA ရန်ကုန်မှာလည်းမဖွင့်ဘူးအစားနေပြီးတော့လည်းသွားရမယ်ပေါ့အဲ့ခါကျတော့နေပြီးတော့မှရချင်းယူပြန်တော့လေဒီရန်ကုန်မှာကိုစီးဝင်ရမယ်ရက်နေရအရှိစက်နောက်ဆက်ဖြစ်နေတော့ဘလို့မှအဆင်မပြေရတဲ့အဲစီးတရက်ကိုတော့ပေါ့နော်ကန်ဆယ်လိုက်ရတယ်ပြီးတော့နောက်တစ်ခေါက်ကန်ကောင်းချင်တော့လေစီးနောက်တရက်ထက်ရသွားရဲပေါ့နော်ထက်ရသွားတဲ့ခါကျတော့လေရန်ကုန်ရုံးဘက်ကလည်းပြန်ဖွင့်ပြီးဆိုတော့ရန်ကုန်မှာပဲ MOFA ဝင်လိုက်တယ်အဲ MOFA ပဲနည်းနည်းတော့အဆင်မပြေဖြစ်သွားတာပေါ့နော်ဒါပေမဲ့လည်းအကုန်လုံးဆက်လုံးမွေးနေပြီးသွားပါတယ်နောက်ချက်ပဲ ဝင်ခွင့်ရသွားပေါ့နော်မိသားစု support နဲ့ reaction လေးတွေရောဗာလေးဖြစ်မလဲရှင် အမေနဲ့အဖေကတော့ပြောတာပေါ့နော်တည်ရမှာကိုယ့်ရဲ့သမီးလေးကိုယ့်ရဲ့မှာကျောင်းသားတက်ရရမယ်ဆိုတော့သူတို့ဒီလည်းပြောတယ်1 line 1နဲ့ပေါ့နော်ကိုသမီးနဲ့အကြိုက်ခွဲရတော့မှာဆိုတော့လေဒါပေမဲ့မေတို့ကတော့ကိုယ့်အကောင်းဆုံး support ပေးရဲဆိုတော့လေအရင်သူတို့အနေနဲ့ပြောလဲပြောလို့အဲ့လိုမျိုးစိတ်ထဲမှာ dream ဟာလေးရဖြစ်နေတာပေါ့နော် အဲ့ဆိုရင်မကျောင်းပြီးသွားတဲ့အခါမှာရောဒီဗာလေးဆက်လုပ်ဖို့ရှိမလဲရှင် အမဒီကျောင်းပြီးသွားတဲ့အခါကျလို့ရှိရင်တော့အရင်ဆုံးကိုရီးယားမှာပေါ့နော်ဒီမီဒီယာပိုင်းနဲ့ပတ်သက်ပြီးအတွေ့အကြုံရည်ဒီမှာပေါ့နော်ပြီးသွားလို့ရှိရင်တော့ဒီကိုရီးယားမှာဒီအတွေ့အကြုံကိုကောင်းကောင်းဝင်ရပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့နိုင်ငံကိုပဲကိုပြန်လာဖြစ်ဖို့တော့များပါတယ်နော် ဟုတ်ကဲ့ပါဒီအကြောင်းရော12လပိုင်းသွားတက်ရတော့မှာဆိုတော့လေဒီမြန်မာနိုင်ငံမှာအသွားကျဆုံးနေရာတစ်ခုနဲ့အလုံးချင်းလုံးဆန္ဒလေးတစ်ခုအားလေးတစ်ချက်ပြောပြပေးပါဦးနော် သွားကျင်တဲ့နေရာတော့နည်းနည်းတော့များတယ်တော့ခီးထွက်မယ်ဆိုလို့ရှိရင်တော့ဒီဝေးဆောင်ဘက်တို့အဲ့လိုမျိုးဘက်ကိုသွားကျင်တယ်ဒါကြောင့်နောက်ထပ်တစ်နေရာစဉ်းစားမယ်ဆိုရင်တောင်ကြီးဘက်ပေါ့နော်အဲ့ဒီဘက်တွင်သွားကျင်တယ်ဒီအလုံးချင်တော့ကကြောင့်မုတ်နေအဝဆောင်းပဲပေါ့နော်ဟိုရလို့ရှိရင်လွမ်းနေတော့မှဆိုဟိုမှာမရှိနိုင်တဲ့မုတ်တွေကျိုးစဉ်းစားပြီးကျိုးစားရမယ်အဲ့လိုမျိုးစဉ်းစားရတယ် အဲ့ဆိုအမအစားတစ်လိုက်ပေါ့နော် ဟုတ်တယ်စားတော့စားရဒါပေမဲ့ तू ကဒီမဝလား Okay. ဟိုဘလောက်စားစားပေါ့နော်မဝါလာလဲဒါဖျားပေးရဆုလည်းပဲနော်အမ ဒါပေမဲ့လည်းနည်းနည်းပြည့်ပြည့်လေးတော့ဖြစ်ချင်တာပေါ့နော် ကိုယ့်ကိုစကားလုံး၃လုံးနဲ့ဖော်ပြရမယ်ဆိုရင်ဘယ်လိုဖော်ပြခြင်းလဲရှင် အင်္ဂလိပ်လိုပြောလို့ရလား ရပါတယ်ဟုတ် အင်္ဂလိပ်လိုဆိုလို့ရှိရင်က beautiful intelligent and smart ဟုတ်ကဲ့ပါအဲ့ဆိုရင်ဒီခရီးသွားတိုင်းပေါ့နော်ဘာလို့ယူသွားဖြစ်လဲရှင်အမြဲလို့ယူသွားဖြစ်တဲ့အရာရော ခေးသွားတိုင်းဆိုတော့ sun cream ပေါ့နော်အဓိက sun cream အမြဲယူသွားဖြစ်တယ် sun cream မမေ့ရအောင်တော့အမြဲတေချာတေချာထည့်သွားတယ် အခုကကြောင့်ဝင်ခွင့်နေလဲအောင်သွားပြီဆိုတော့ပေါ့နော်အမဒီခီးဆောင်အတီရောပြင်နေပြီလားရှင် ဒီဆောင်အိတ်ကတော့ဖြည်းဖြည်းချင်းပေါ့နော်အိတ်ကတော့ဝယ်ပြီးသွားရင်ကျန်တဲ့ပစ္စည်းကတော့မဝယ်ရသေးဘူး ကဲပါအဲ့ဆိုရင်ဒီမြန်မာပြည်ကနေမဖြစ်မနေယူသွားခြင်းတဲ့အရာကရောရှိလား အစားအစာယူသွားခြင်းနဲ့ဟိုရောက်လို့ရှိရင်ကိုရအစားအစာလည်းကြိုက်တယ်ဆိုပေမဲ့လည်းဒီကိုရဲ့ညီမအစားအစာတွေလည်းလွမ်းနေပေါ့နော်အဲ့ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင်တော့ကိုသမင်းဟင်းလေးရောနည်းနည်းလေးတော့တင်သွားခြင်းနဲ့သမ
ပါဘူးပေါ့နော်6ချမ်းလေးပေါ့ 6ချမ်းလေးဟုတ်ပြီ ပေးလိုက်ရ ဟုတ်ကဲ့ဟုတ်အကြိုက်ဆုံးကိုရီးယားအစားအစာရဲ့ပြီးတော့ဟိုရောက်မှစားမယ်ဆိုပြီးတော့စဉ်းစားထားတဲ့အစားအစာရောရှိလားရှင် အကြိုက်ဆုံးကိုရီးယားစားစာကြောင့်ဒီယွန်းနာပေါ့နော်ခုလက်ရှိနမကြီးကယွန်းနာကားထဲမှာပါတယ်ဖာကြောင့်ပေါ့နော်အဲ့ဒါအရင်စားလို့ကောင်းတယ်ကြိုက်တယ်ပေါ့နော် ဟိုဘက်ကိုရောက်ရင်ဘာကိုအရင်ဆုံးလုပ်ဖြစ်မလဲရှင် ဟိုဘက်ကိုရောက်တဲ့အခါကျတော့ရှင်တငယ်ချင်းရှိရဲ့မျိုးအရင်ဆုံးသွားလည်တယ်ပေါ့နော် အဲ့ဆိုရင်ဒီကိုရီးယားရောက်ပြီးနောက် future plan လေးတစ်ချက်လောက်ပြောပြပါအောင်နော် ဒီကိုရီးယားရောက်သွားတဲ့အခါကျလို့ရှိရင်ကိုကကိုမှတငယ်ချင်းတွေရတယ်ဟိုဘက်မှာရှိရဆိုတော့လေတငယ်ချင်းတွေကိုသွားစားမယ်ပြီးတော့ဒီစားလေးတွေချလုပ်မယ်ပေါ့နော်ပြီးလို့ရှိရင်ကိုလှုပ်ချင်တဲ့ဟာအကုန်လုံးလည်းကိုကအဲ့လိုမျိုး plan တွေချတာပြန်ခေါင်းထဲမှာတော့ plan တွေရှိပြီးသားဘယ်လိုပြပြရမယ်တော့မသိတော့ဟာ အဲ့ဆိုအခုလက်ရှိရောရီစားရှိလား ဒီကမရှိပါလားရှင် ရီစားမရှိဘူးဆိုတော့ရီစားထားဖို့အစီအစဉ်ရှိလားကိုရီးယားကောင်လေးနဲ့ပေါ့နော် ကိုရီးယားကောင်လေးဆက်လာမှုတစ်ခါမှကိုသဘောကျရပေါ့နော် idol နဲ့ဆိုရင်တော့ထားလိုက်မယ်ရှင် ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကျောင်းသားဘဝအမှတ်တရလေးရှိလားရှင်ဟုတ် ကျောင်းသားဘဝအမှတ်တရတွေကတော့အများကြီးပဲပေါ့နော် ဟုတ်ကဲ့ပါ အပျော်ရွှင်ဆုံးအမှတ်တရဆိုလို့ရှိရင်တက္ကသိုလ်တက်တော့ပေါ့နော်ပထမဆုံး first year တုန်းကဒီကျောင်းတက်ကြံပေါ့နော်အဲ့ဒီအချိန်ကအပျော်ဆုံးပဲဟုတ် ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ဒီကျောင်းမအောင်ရောအမျိုး crash ခဲ့တဲ့ကောင်လေးပါရောမရှိဘူးလား ရှိရပေါ့ကိုကြီး ဟုတ်ကဲ့ပါဟုတ်ကဲ့ကိုအကောင့်တစ်ခုနဲ့ဖော်ညွှန်းရမယ်ဆိုရင်ဘယ်အကောင့်နဲ့ဖော်ညွှန်းခြင်းလဲရှင် ကိုအကောင့်တစ်ခုနဲ့ဖော်ညွှန်းမယ်ဆိုလို့ရှိရင်ကြားမှလေးပေါ့နော် ဘာဖြစ်လို့ကြောင်းရေးရလဲရှင် တနင်္လာနံမလို့တနင်္လာနံဆိုတော့ကြားပေါ့နော်ကြားမှလေးပါ ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်အဲဆိုရင်ကိုသား Disney princess တယောက်ဖြစ်မယ်ဆိုရင်ဘယ်သူဖြစ်ချင်လဲ Elsa you can win the million ပေါ့နော် princess ဆိုင်ခွင်းပေါ့နော် ကဲပါဟုတ်အဲဆိုရင်ဒီကိုရီးယားရောက်သွားလို့ဒိတ်ခွေရမယ်ဆိုရင်ပေါ့နော်ဖယ်မင်းသားနဲ့ဒိတ်ခွေရကျင်လဲရှင် မင်းသားလားအဆိုတော့လား ရရဲဘာဖြစ် ဖြစ်နိုင်မယ်ဆိုရင်ကိုကြိုက်တာတွေကများတော့လေဘယ်သူတွေပြောမှန်းတော့မသိတော့ကိုရဲ့ဂျုံခုပေါ့နော် โอเคဟုတ်ကဲ့ ဒီလိုဒါအဆိုရဲမှာဆိုတော့ဂျုံခုပေါ့မင်းသားရဲ့မှာဆိုလို့ရှိရင်ရူဘုံပေါ့နော် ကဲပါဟုတ်အကြိုက်ဆုံးကိုရီးယားစကားရောရှိလား ကြိုက်ဆိုကိုရီးယားစကားကတော့ဟိုးရင်နဲ့လည်းအရင်ကြိုက်ခဲ့ရပေါ့နော် Boy Super Flower ပေါ့နော်ဒီကိုစံဖြိုးတို့ဂျီဟိုအဲ့ကောင်တော့အရင်ကြိုက်တယ်ဘယ်နှခေါက်ကြည့်ကြည့်လည်းပြီးွားပေါ့နော် ကဲပါညီမတို့လည်းကြိုက်တယ်ပေါ့နော်အဲ့ကကြောင့်ဒီဟုတ်ကဲ့အဲဆိုရင်ဒီ K-pop ဖွဲ့တွေမှာဆိုရင်ရောဘယ်ဖွဲ့ကိုကြိုက်လဲပြီးတော့အကြိုက်ဆုံး sound တစ်ခုလည်းပြပြပေးနော် ဒီ K-pop ဖွဲ့ထဲမှာကျတော့ BTS ပေါ့နော် BTS ကိုကြိုက်ခံအေးဟိုးငယ်လေးကပေါ့2014လောက်ထဲကစပြီးကြိုက်တာပေါ့နော်အဲ BTS ရဲ့ချင်းတွေထဲမှာဆိုလို့ရှိရင်သူတို့ရဲ့ဒီ Spring Days ပေါ့နော်အဲတချင်းကြိုက်တယ်အဲတချင်းနားထောင်နိုင်နေလည်းကြားရပေါ့နော် ဟုတ်ကဲ့ပါဟုတ်ကဲ့အဲဆိုရင်တွိဆန်လေးထဲမှာရောဘယ်ကောင်လေးကိုအကြိုက်ဆုံးဖြစ်မလဲ ဒီတရိတ်ဆန်လေးထဲမှာဆိုလို့ရှိရင်တော့အမကြောင်လက်ချစ်တယ်ခွေးလက်ချစ်တယ်ပေါ့နော်ဒီအခုလက်ချစ်ကြောင်လေးတော့မွေးတာရဟုတ် ကိုရီးယားကိုပေါ့နော်ပညာတော်သင်သွားခြင်းနဲ့ညီငယ်ညမငယ်များအတွက်ပေါ့နော်အပိစကားလေးပြောပြပါအောင်ရှင် ဒီကိုရီးယားကိုတောက်ဖို့တက်ဆိုလို့ရှိရင်ပထမဆုံး step ကစီးပေါ့နော်စီးဖို့ခင်ရလည်းအခုချိန်မှာအရင်ခက်တာဆိုတော့လေဘာဖြစ်ဖြစ်ပေါ့နော်ကိုမှဒီတောက်ဖို့အတွက်အိမ်မက်ရှိရဆိုရင်တော့ဒါလေးတော့ရအောင်လုပ်ပြီးတော့သွားကြပါလို့အကြံပေးချင်ပါတယ်ဟုတ် ဟုတ်ကဲ့ပါအခုလိုမျိုးပေါ့နော်ညီမတို့စီစဉ်မှာလာရောက်ပြီးရောဖြစ်ကြပြီးရဲမက်ကြည့်ပြတဲ့အောင်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်နော် အမလည်းကျေးဇူးတင်ပါတယ်နော် ကဲပါဟုတ်